င်္ဂလာပါကျွန်တော်တို့ CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေနောက်ပြီးကျွန်တော်တို့ဒီခေါက်သင်ခန်းစာမှာ inbox and outbox သွားမယ်ကျွန်တော်ကွန်ပျူတာဒီရှေ့မှာပြောခဲ့တဲ့ကွန်ပျူတာ theory တွေသင်ခဲ့တဲ့အချိန်မှာလည်းကွန်ပျူတာရဲ့လုပ်ငန်းစဉ်ဒီ inbox ယူတယ်ပြီးရင် processing outbox ယူတယ်ကျွန်တော် programming language တွေ foundation ချခဲ့တယ်အဲ့ဒီမှာလည်း function တွေ method တွေရဲ့လို့ဆောင်ချက်ဒီ function တွေကို parameter အနေနဲ့ပါတော့အစိပ်ပိုင်းတွေထည့်ပြီးတော့ input ပေးတယ်ပြီးရင်ကျွန်တော်တို့ပါတော့အတွင်းထဲမှာ processing ဆိုင်ရာ statement code တွေနဲ့ပါတော့မယ်အလုံးလုံးပဲပြီးရင်ကျွန်တော်တို့ output ဆိုတဲ့ return ပြန်မယ်မပြန်ရင်လည်းမပြန်ဘူး method မှာကိုကြသလိုလုပ်လို့ရအောင် okay ဒါဒီကျွန်တော်တို့ input processing output ရဲ့အခြေခံပဲဟုတ်ကွန်ပျူတာရဲ့အခြေခံပဲ input processing okay ဒီမှာလည်းကျွန်တော်တို့ file နေမှာလဲ input processing output လုပ်ငန်းစဉ်တွေရှိတယ် programming language တွေမှာ okay အရင်တော့ကျွန်တော်တို့ရှင်းတော့ဗျာကျွန်တော်တို့နည်းနည်းပါဆယ်စုနှစ်ငေါမှာတော့ကျွန်တော်တို့ graphical user interface တွေ DOS OS တွေဟုတ်နော် graphical user interface တွေဒီလို GUI နဲ့အယောင်သွေးတွေမစုံရင်တော့ကျွန်တော်တို့ Microsoft Windows DOS တို့ဟုတ်နော်အဲ့လိုဟာတွေမှာ batch processing လို့ခေါ်တယ် batch file နဲ့လို့ input ကို file နဲ့ပေးလိုက်တယ် file နဲ့ပေးစာ file နဲ့ပေးတယ်ပြီးရင်တော့ဒီကနေ program တွေ processing လုပ်မယ်ပြီးရင်ကျွန်တော်တို့ output ထုတ်မယ်ဟုတ်ကဲ့ batch processing တွေကိုကျွန်တော်လက်တွေ့နည်းနည်းလေးပြချင်တယ် batch file ကျွန်တော်တချို့တစ်ခါလေးတော့ cleaner software တွေ bias scan software တွေဆိုရင်ဘာမှမသိဘူးနောက်ကရူးဆိုနှစ်ချက်တော့လိုက်တယ် run ကိုလည်းဘာမှမပြအဲ့လိုမြန်ဆန် run သွားတဲ့ကောင်တွေရှိတယ်အရင်တော့အဲ့ဒီအခြေအနေတွေနဲ့ကျွန်တော်တို့ run တာပို့လဲမြန်တယ် okay ကြည့်မယ်ဒါဘယ်လိုပြမလဲဆိုတော့လည်းကြည့်ဒီမှာ desktop ပေါ်မှာနော် desktop မှာကျွန်တော်တို့ချက်ကြည့်ဒီမှာ folder နဲ့ပတ်သက်တာဒီတစ်ခုပဲရှိတယ်ဒီတစ်ခုပဲရှိတယ်ဟုတ်ပြီ folder နဲ့ပတ်သက်တာဘာပဲရှိတော့ဒီတစ်ခုပဲရှိတယ် okay ကျွန်တော်ကဒီနှစ်ခုကိုကျွန်တော်ဖြတ်လိုက်အောင်မယ်ဟုတ်လားဒီနှစ်ခုဖြတ်လိုက် okay desktop မှာဘာ folder မှမရှိဘူးရတယ်ကျွန်တော်ကတော့ web file နေသုံးတယ်ကျွန်တော် folder လေးတစ်ခုလောက်ဒီသင်ခန်းစာသင်နေတာတော့ web file ဆိုတာလေးလေနားလိုက်သွားလိမ့်မယ် batch processing တော့ပါတယ်ကျွန်တော် notepad နဲ့ဖွင့်မယ် notepad နဲ့ဖွင့်တော့ command prompt တွေက mkdir ဟုတ်လား mkdir ဆိုတာ directory လောက်လိုက်တာဟုတ်လား directory လောက်ပြီးကျွန်တော် my test လုပ်ပြတယ် tst test my test ဆိုတဲ့နာမည်လေးနဲ့ကျွန်တော်ဒါကို save မယ်နော် directory လောက်မယ်နော် save မယ်နော် my test ဆိုတော့ command လေးရိုက်လိုက်တယ်ဒီ command လေးနော် directory လောက်တဲ့ command လေး window မှာအဲ့ဒါကိုကျွန်တော်က desktop ပေါ်တော့ save လိုက်မယ် desktop ပေါ်တော့ save လိုက်ရိုးမ save ဘူးကျွန်တော်ကဒါကိုte test လို့ပဲနော် desktop.bat .bat ဆိုတဲ့ဟာလေး file မျိုးစားပါတော့ .bat ကျွန်တော်တို့ဒီ java ကိုဆိုရင် .java python ဆိုရင် .py html ဆိုရင် .html java script ကိုဆိုရင် .js အဲ့လို save ရတယ်လို့ပဲဒီမှာလည်းအဲ့လိုပဲ save လိုက်ဒါဒီ file တော့ file notepad နဲ့ရေးလိုက်တာ notepad နဲ့ဒါပေမဲ့ဒီမှာအဲ့လိုပြလားမပြဘူး test ဆိုတယ်ဒီမှာတွေ့လားဒီပုံစံလေး spinning သွားပုံစံလေးဟုတ်ပြီနော်အဲ့ဒီပုံစံလေးက bat file ကဲကျွန်တော်ဒီကောင်နှစ်ချက်တော့လွှမ်းလိုက်မယ်ခင်ဗျားတို့ဘာမှမေးမှာမဟုတ်ဟော okay ကျွန်တော်နှစ်ချက်တော့ကောက်လွှမ်းလိုက်တယ်တွေ့လား make dir ဆို mind test ဆိုတဲ့ folder လေး desktop မှာ automatic ပါလို့နေလာဆောင်အဲ့လိုကွန်ပျူတာရဲ့ file တွေကွန်ပျူတာထဲမှာရှိတဲ့ header တွေဟုတ် header ကွန်ပျူတာနဲ့တွဲထားတဲ့ USB တွေကိုလှမ်းပြီးတော့ဘာလုပ်လို့ရလဲ handle လုပ်လို့ရတယ်နော်အဲ့ command တွေရှိနေတယ်နော် window ထဲမှာလေ့လာကြည့်ပြီ okay ဒါကိုကျွန်တော် command prompt အားတွေ command တွေဟာကျွန်တော်ဘာမှလည်းမလုပ်နှစ်ချက်တော့ run လိုက်တယ်ကိုယ်လည်းဘာမှမမေးဘူးအဲ့ဒါဒီ import ကျွန်တော်ဘာနဲ့ import ပေးလိုက်တာလဲအခုနကလို file လေးရိုက်ပြီးတော့ save ပြီးတော့ command လေးရိုက်ပြီးတော့ import save ပြီးတော့ file လေးနဲ့ import ပေးလိုက်တယ်အဲ့ကောင်နှစ်ချက်တော့ပြီးတော့ processing လုပ်လိုက်တယ် processing လုပ်လိုက်တယ်ဘာထွက်လာလဲ mind test ဆိုတဲ့ output တွေထွက်လာတယ် okay မနော်ဒါကျွန်တော်တို့မျက်စိရှိတဲ့ work နဲ့ဖြစ်သွား okay အခုနည်းနည်းလေးနီးပညာမြင်လာတော့အဲ့လိုမဟုတ်တော့ကျွန်တော်မြင်အောင်နေရတယ်ပြကြည့် Adobe Acrobat Reader ကိုဖွင့်ခြင်းရိုးဖွင့်တယ်နှစ်ချက်တော့ဖွင့်လိုက်ရမယ်ဒီမှာဟိုဟာဆိုရင် recycle ပြီးဆို recycle အဲ့ဒါကိုဖွင့်တယ်နှစ်ချက်တော့ဖွင့်လိုက်ရမယ်မြင်နေရတယ်အဲ့ဒါပုံလေးမြင်နေ graphical user interface ဟောဒီမှာနှစ်ချက်တော့ဖွင့်လိုက်ရမယ်ဟောတခုတော့တယ်ပေါင်းတယ်နှုတ်တယ်စေ့တယ်ဘာညာဟောဒါတွေဒီကျွန်တော်တို့ဘယ်ရလုပ်လို့ရလဲ import processing output ကျွန်တော်တို့ input ကိုဘာနဲ့ပေးနေရတော့မောင်းနဲ့ပေးနေတာဗျာတွေ့လားကျွန်တော်ဒီအောင်နှစ်ချက်ငါမင်းနှစ်ချက်တော့ပါမယ်ဆိုတော့ exec ကန်းချက်လုံးဆောင်ချက်ကိုမောင်းနဲ့ clock ဆိုတောက်လိုက်အဲ့ဒါကို input ပေးတယ်ပြီးတော့သူကဒီလုံးဆောင်ချက်ကဟို folder သစ်ဆောက်တာဖြစ်တယ် mind test ဆိုတဲ့ folder desktop မှာပါလို့လာဆောက်တယ် okay ဒါဒီ input processing output ဟုတ်ကျွန်တော်ဒီမှာကျတော့နည်းနည်းလေးနီးပညာမြင်လာတယ်အဲ့လိုမဟုတ်ဘူးကျွန်တော်ဒါတွေလည်း input ပေးနေတယ်တော့ file ထောက်တယ်ဟော input ပေးတာလေ file ထောက်တော့ file ရောက်သွား input ပြီးတော့သူ output ပြန်တယ် home ထောက်တယ် home ကွက်ပေါ်လာ insert ထောက်တယ် insert ကွက်ပေါ်လာဒါဒီပါပဲနော် input ပေးနေတာပဲokay နော် input processing ရှင်းတော့ကျွန်တော်တို့ဒီလို UI အနေနဲ့ဝေစား zoom operator မဖြစ်သေးဘူးဗျာအခုတော့မှ zoom operator ဖြစ်လာပြီဆိုတော့ဒါလိုလေးတွေဖြစ်လာတယ်ဒါဒီကျွန်တော်တို့ web server တစ်ခု software တစ်ခုကြည့်မယ်ဟာဒီ graphical user မှာဒီမှာကျ2 ဆို2ကိုနှိပ်လိုက်တာနဲ့သူ2နဲ့ဆိုင်ရာကြာလာမယ် contact ဆိုကိုနှိပ်လိုက်တာနဲ့ phone number တွေ email တွေသူပြမယ်ဒါဒီကျွန်တော်တို့ mouse နဲ့သူ့ကို import ပေးလိုက်တယ် contact ဆိုတဲ့ဟာလေးကျွန်တော်တို့ import ပေးလိုက်တယ်ပြီးရင်အဲ့ဒီကနေသူကထုတ်ပြတယ်ဒါကိုကျွန်တော်ဘာလို့ခေါ်လဲ graphical user interface okay
ပြီးတော့ဒီလို input တွေ data တွေဟောဒီ content တွေဗျာထွက်လာတာလေ data တွေ very database တွေထွက်လာတယ်ကြည့်မယ်ကဲ input ပေး processing တော့တော့နမူနာနည်းပြကျွန်တော်တို့ file စေ့တယ်အခုနကလို notepad လေးရိုက်ပြီးတော့ file စေ့တယ် Microsoft Word မှာ file စေ့တယ်စေ့နှိပ်လိုက်တဲ့နဲ့သူဒီ save တိုင်ရတော့ပေါ့ဘာဖြစ်လာလဲပေါ်လာတယ်ကောစာရိုက်တယ် file save all စေ့တိုင်ရတော့ပေါ်လာတယ်ဒီ file ဒီဒါကိုဘယ်မှာသွားစေတာကျွန်တော် JavaScript file ကြီးကျွန်တော်ရိုက်လိုက်တယ်အဲ့ file ကြီးဘယ်မှာသွားစေတာ header ထဲမှာသွားစေတာလေကိုစေ့မဲ့နေရစေ့တဲ့လုပ်ငန်းတွေကိုကြည့်လိုက်လေနေရာရွေးတယ်ဘယ်နေရာမှာစေ့မှာလဲတော့ header ထဲမှာစေ့မှာလားကွန်ပျူတာထဲမှာစေ့မှာလားဟုတ်တယ် USB ထဲမှာစေ့မှာလားကြိုက်တဲ့နေရာစေ့လို့ရတယ်โอเคမလားစေ့ရပြီးတော့ save button ကိုနှိပ်လိုက်တယ်သူအဲ့ဒီဟာကို data မှာသွားသိမ်းတယ် database ကိုသွားသိမ်းတယ်ဟုတ်လား header ဆို header အဲ့လိုသွားသိမ်းတယ် cloud ဆို cloud ဟုတ်လားကျွန်တော်က internet မှာသိမ်းမယ်ဆိုရင် internet မှာသိမ်းမယ် file အနေနဲ့သိမ်းမယ်ဆိုရင် file အနေနဲ့သိမ်းခုနကဒီ notebook ကတော့ဘာအနေနဲ့သိမ်းပြ file အနေနဲ့သိမ်းပြတယ်ဟုတ်လိုတဲ့နေမှာပြန်လိုတဲ့ချိန်မှာပြန်ထောက်ပြီးတော့ခေါ်တယ်ဒါကိုကျွန်တော်တို့ programming မှာဘာလို့ခေါ်လဲဆို persistent လို့ခေါ်တယ်ဟုတ်လား file or database file ကို file လို့ခေါ်တယ် database ကို database လို့ခေါ်တယ်အဲ့လိုသိမ်းတဲ့သဘောတရားရှိတဲ့အရာတွေကိုကျွန်တော်တို့ program မှာဘာလို့ခေါ်လဲဆို persistent လို့ခေါ်တယ်အဲ့ဒါလေးအမြဲတမ်းမှတ်ထားပေးကျွန်တော် Java EE လို့အမြင်ပိုင်းတွေ web programming တွေသွားတယ်ဒီအမြင်ပိုင်း knowledge တွေလာ knowledge ဆိုတာလည်းအမြင်ပိုင်း vocabulary တွေလာမယ်ဟောဟာတာလေကျွန်တော်တို့တခါလေအဲ့ဟောဟာတွေတိုင်ပတ်နေတာဟုတ်လားမရှက်နဲ့မသိရင်ကောက်ပြီးတော့အပြီးတန်ကြည့်လိုက်ဟာ persistent ဆိုတာဘာလဲကျွန်တော်လည်း persistent ဆိုတာစတာချင်းဘူးကတည်းကအပြီးတန်ကြည့်လိုက် persistent ဆိုတာဘာမှလည်းထူးခြားမှာမပေါ့နောက်တော့ဟောဆက်လက်တည်ရှိနေတာအဓိပ္ပာယ်တွေကသူအဓိပ္ပာယ်တွေအဲ့လိုဆက်လက်ပြီးတော့ဘာလို့တည်ရှိကျွန်တော် memory ကျွန်တော်ရှေ့မှာနုံနာပြခဲ့ပြီလေ memory ကြောင်းဆက်လက်ပြီးတော့တည်ရှိလားမတည်ရှိဘူးရကွန်ပျူတာမယုံရင်ကောက်ခနဲ့ပိတ်လိုက်အဲ့ memory ကြောင်းနဲ့ဘာ data မှမရှိဘူးဟတ်တစ်တဲ့စေထားမှာပဲဖြစ်တယ်ကျွန်တော်အားကြောင့်ရေးတခါရှေ့ပိုင်းကွန်ပျူတာကင်ပြီးလို့ရှိရလေတော့ desktop တွေကင်တယ်မလားပြုံးစုံမြည်ကြသွားရင်ဆိုရင် file လေးတွေသွားရောအားကြောင့်လက်ကနေ control s နဲ့ခဏလေးနှိပ်နေရတယ်ဒါပေမဲ့နောက်ပိုင်းနီးပညာမြင်လာတယ်မြင်တော့တခြားလေး auto save တွေရှိတယ်သူ save ပေးထားတယ်ဘယ်မှာ save ပေးထားလဲတော့မမြင်နဲ့နော်သူ program နဲ့ save တဲ့ program နဲ့ save ပေးထားတယ်ဖွင့်လိုက်ရင်ဟိုအကုန်လုံးတာမပါရင်နောက်ဆုံးအများကြီးပြန်ပြင်ရင်မှာမယ်နောက်ဆုံး 3-4 ကြောင်းလောက်ပဲပြန်ပြင်ရတဲ့အခြေအနေလေးတွေဖြစ်လာတယ်ဒါကိုကျွန်တော်တို့ programming တိတ်မှာဘာလို့ခေါ်လဲ persistent ကျွန်တော်စေ့တယ် file နဲ့စေ့တယ် file လို့ခေါ်တယ် database နဲ့စေ့တယ် database လို့ခေါ်တယ် cloud ထဲစေ့တယ် cloud လို့ server ထဲစေ့တယ် server လို့ခေါ်တယ်အဲ့ဒီစာတွေ server တွေ file တွေ database တွေအားလုံးကျွန်တော်တို့အဓိပ္ပာယ်တက်ရောက်တယ်ဘာလို့ဆိုရင် persistent ဆက်လက်တည်ရှိနေတယ် okay အဲ့ဒါဆိုတော့ file တွေကိုလမ်းပြီး handle လုပ်တာ okay ခုနကကျွန်တော် comment လေးနဲ့တွားပြီးတော့ကောက်ပြီးတော့အဲ့ဒါဆို new product လို့လဲဒါကလုံးလို့တာလွယ်တယ်တကယ်ကြ online ကနေအဲ့လိုတွားလို့ကြည့်ကိုကွန်ပျူတာကြီးကို hacker သဘောမျိုးကိုထဲ data တွေသူကြိုက်သလိုဝင်ထွက်သွားတာလှုပ်ရှားနေမှာ programming language က okay JavaScript ဒီ JavaScript ကနည်းနည်းတော့ဒီနေရာမှာကွဲလွဲမှုရှိသွားပြီ input processing output လုပ်ဖို့အတွက် what's JavaScript ရဲ့ရည်ရွယ်ချက်ဒီ web programming ဟုတ်နော် web စာမျက်နှာတွေကို handle လုပ်ဖို့ထိန်းချုပ်ဖို့အတွက်ဖန်တီးတာဖြစ်တဲ့အတွက် website ဆိုတော့ကျွန်တော် internet ကြီးနဲ့အကုန်ချိန်နေတာအဲကြောင့် JavaScript မှာလုံခြုံရေးရဒီလိုကုတ်လုံးမပါဘူးဗျဒီလိုကုတ်ဆိုင်တော့ဒီဘက်ကြီး file တွေလှမ်းစေးတယ် file တွေလှမ်းဖတ်တယ်ကွန်ပျူတာရဲ့ file တွေလှမ်းဖတ်မယ်ဟုတ်လား header တရားနော် header တရား file တွေလှမ်းဖတ်မယ် system တွေက file တွေကိုကွန်ပျူတာ system ထဲမှာရှိနေတဲ့ကိုကွန်ပျူတာ address IP address တွေကွန်ပျူတာတိုင်းမှာလိပ်စာရှိတယ်ဟုတ်တယ်နော် beginner တိုင်းမသိရင်မှတ်ထားမယ်ကွန်ပျူတာတိုင်းမှာလိပ်စာရှိတယ်အဲ့ဒါဝင်လာပြီးတော့လာဖတ်တယ်အဲ့ဒါကျွန်တော် hacker လို့ခေါ်တယ်ဒါကြ hacker တိုင်းလုံးလို့ရတယ်လုံးလဲလုံးနေကြတယ်ဒါပေမဲ့တရားဝင်ဆိုကျွန်တော်တို့ဒီတိုင်း official document တွေပါတယ်မှာတော့အဲ့လိုတွေမပြဘူး JavaScript မှာလည်း framework တွေအများကြီးပဲရှိရတယ် JavaScript မှာ framework တွေအများကြီးပဲနာမည်ကျော် framework တွေဟုတ်ပါနော် JavaScript ကဖန်တီးထားတဲ့ framework တွေအများကြီးရှိတယ် okay အဲ့ဒါထားတော့ကြာဆိုရင်တော့ Visual Basic မှာဆို save ဆိုတဲ့ keyword တွေရှိမယ် write ဆိုတဲ့ method တွေ Java မှာဆို write ဆိုတဲ့ keyword မဟုတ် sorry method တွေသူ official လောက်ထားမယ် import output file import output လုပ်ရမယ် code တွေနေ import output လုပ်ရမယ် system တွေ import output လုပ်ရမယ် syntax တွေ schematics တွေ keyword တွေအကုန်ရှိမယ်ဒါဆိုနမူနာလေးတော့ Java ဆို write save write to file write ဆို file တွေကိုလှမ်းပြီးတော့ save မယ် file တွေကနေလှမ်းဖတ်မယ် file တွေကိုလှမ်းပြီးတော့ရေးမယ် data တွေလှမ်းရေးမယ်သိမ်းမယ်ကြိုက်တယ်လို့လုပ်လို့ရတယ် file import output system Java မှာ sorry JavaScript မှာရေးမထားဘူးဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ for security လုံခြုံရေးဘာဖြစ်လို့လဲ JavaScript က web နဲ့ run တာဟုတ် web နဲ့ run တာဖြစ်တဲ့ internet တွေဖြစ်တဲ့ဒီcode က JavaScript code ကလွယ်လွယ်အဲ့လိုသွားလုပ်လို့ရတယ်အကုန်လုံးနားကားကုန်ပါဗောအရေးကြီးတဲ့ပုံကိုယ်တွေလည်းဘာလုပ်နေနော်ကွန်ပျူတာသုံးနေတယ်လေ internet ပုံ okay အဲ့ဒီဟာအတွက်ကြောင့် JavaScript ကဘယ်လို import ဖို့လုပ်မလဲကျွန်တော်တို့ကြည့်မယ်ပြီး okay အမှနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ JavaScript တွေရင်တော့front end ပိုင်း front end နဲ့ web မှာ front end နဲ့ back end ရှိ beginner တွေနားရှောင်နေနေမှတ်ပြီနော်ဘာမှဖြစ်ကျွန်တော်ဒီမှာ web စာမျက်နှာဖွင့်တယ်အဲ့ web စာမျက်နှာတွေပါတော့ front end ဟိုနောက်က server တွေ Facebook ဆိုတော့မြင်နေရတဲ့ new feed တွေ post တွေအဲ့ဒါဒီ front end ပဲ
ဟာနောက်ကသူ notification ပြတယ်အဲ့လုံးဆောင်ချက်တွေပါတယ်သူက backend ပဲ backend ပိုင်းတယ် okay မလားအခုတော့ JavaScript က backend တွေအကုန်ရလာပြီဟာနီးပညာဘယ်မှာပုံဒီမှတ်မှတ်နဲ့ okay thank you ဗျ